လမ်းမပေါ်မှာတော်ပီဒိုပစ်လွတ်ပြီးစမ်းသပ်သူတစ်ခါကလူတစ်ယောက်ဟာတော်ပီဒိုရဲ့မိချစ်ကိုစတင်ပြီးတော်ပီဒိုဟာလမ်းပေါ်တွင်မြန်ဆန်စွာရွေ့လျားသွားပုံကိုကြည့်ရှုနေခဲ့ပါတယ်။သူဟာမီရှူမီပန်းပြပွဲမှာအမေရိကန်ရေတပ်အတွက်တူတီထွင်ထားတဲ့တော်ပီဒိုကိုပြသရန်အကောင်းဆုံးအချိန်ဟုဆုံးဖြတ်ခဲ့တာကြောင့်ပါ။အဲ့ဒီအခါတော်ပီဒိုဟာကြက်ဥချောင်းဆိုင်တစ်ခုကိုဝင်တိုက်မိပြီးကြီးမားသောပောက်ကွဲမှုဖြစ်ပွားကာအနီးအနားရှိအဆောက်အဦများကိုပျက်စီးစေခဲ့ပါတယ်။အဲ့ဒီပောက်ကွဲထွက်ကြောင်းအမိုက်တွေဟာလမ်းမပေါ်မှာပြန့်နှံ့သွားပြီး85ပေါင်4ချိန်ရှိတဲ့တန်ခဲတုံးတစ်ခုဟာလည်းနောက်လမ်းတစ်ခုပေါ်ကိုကြားရောက်သွားခဲ့ပါတယ်။အဲ့ဒီမှာတေဆုံးသူမရှိခဲ့ပေမဲ့လည်းလူအချို့ကဒဏ်ရာရရှိခဲ့တာကြောင့်အဲ့ဒီလူကိုဖမ်းဆီးခဲ့ပါတယ်။လေနဲ့ပြစ်တဲ့အမြောက်ဟာဘလို့အလုတ်လုတ်တာလဲလေမြောက်မှလေလိုက်တစ်ခုကိုပြစ်လွတ်ပြီးအဲ့ဒီလေလိုက်ဟာလေရင်တွေကိုကောင်းကင်မှာချဖြတ်ရန်ရည်ရွယ်ခဲ့တာဖြစ်ပါတယ်ဒီစနစ်ရဲ့အလုတ်လုတ်ပုံမှာအမြောက်ရဲ့မောင်းကိုနှင်လိုက်တဲ့အခါမှာကြီးမားတဲ့ပိုက်လုံးအတွင်းမှာတံငွေတွေကိုပေါင်းဆက်ပေးပြီးထိုးပေါင်းဆက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ပောက်ကွဲမှုဟာပြင်းထန်စွာဖိသိပ်ထားသောလေတိုက်ခတ်မှုကိုဖန်တီးပေးပါတယ်အဲ့ဒီလေတိုက်ခတ်မှုဟာပေခု200အကွာမှာရှိတဲ့တစ်သားတဲ့ကိုကြေမွားသွားစေနိုင်သည့်အထိအားကောင်းပေမဲ့လည်းမြန်ဆန်စွာပြန်တန်းနေတဲ့ရန်သူလေရင်တွေကိုကောင်းကင်မှာချဖြတ်ဖို့အတွက်တော့မအောင်မြင်ခဲ့ပါဘူး